The Jama is solo tissue net line now, Mamma Piatuame, you so can make a lady Piabitare. အရင်ဆုံးကိုပုံမှန်လေးနေကြ skin care လေးလိမ့်မယ်ပြီးသွားလို့ရှိရင်ချအောင်ဆောင်မယ်ပြီးရင် primer ခံမယ် primer ကိုလည်းအဲ့လိုပဲချအောင်ဆောင်မယ်ပြီးတော့မှ foundation လိမ့်မယ်ဒီ liquid တွေလေးနဲ့အချိန်မှာအဓိကအချက်ကဘာလဲဆိုတော့ဗောနော်တစ်ခုပစ္စည်းတစ်ခုလိမ့်ပြီးတိုင်း product တစ်ခုလိမ့်ပြီးတိုင်းမှာသူ့အတွက်ဒီ6အောင်ဆောင်ပြီးရမယ်ဗောနော်အဲ့လိုပဲ foundation လိမ့်လိုက်တယ်6အောင်ဆောင်မယ်အချိန်ခဏဆောင်မယ်ပြီးသွားလို့ရှိရင် concealer သုံးမယ် concealer ပြီးသွားရင်လည်း concealer အတွက်6ချိန်လေးခဏပြီးမယ်ပြီးသွားတော့မှပါးနီလိမ့်မယ်ဗောနော်အဲ့တော့ပြောချင်တဲ့ချက်ကဘာလဲဆိုတော့ liquid တွေသုံးမယ်ဆိုလို့ရှိရင် product တစ်ခုသုံးပြီးတိုင်းမှာ6ဖို့အတွက်အချိန်ပေးရမယ်ပေါ့နော်အဲ့တော့မှပဲ make up ရွေ့တာတွေဘာတွေမဖြစ်မှာပြီးသွားပြီဆိုလို့ရှိရင်အားလုံးကို setting spray လေးနဲ့တစ်ချက်ဖြန်းလိုက်မယ်ဒီ setting spray လေးကလည်းမစိုးဘူးလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ဈေးလေးကလေ2000တောင်မကျော်ဘူးဒါပေမဲ့သူ့ရဲ့ function ကဘာလဲဆိုတော့ဒီ glow ဖြစ်စေတယ်ပေါ့နော်သူခုကြေချကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းမှပြောင်လေးနဲ့လေလုံးဝ glow ထွက်နေတဲ့ပုံစံမျိုးလေးကိုရတယ်အဲ့တော့ setting spray လေး6ပြီဆိုတော့မှဒီပေါင်တာလေးကိုတေချာလိုက်သိပ်ပေးမယ်ပေါ့နော်အဓိကအစီပြန်တဲ့သူတွေကတော့တီစုံနေရာလေးကိုတေချာလေးလိုက်သိပ်ပေးရပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပေါင်နာသားဝနေတဲ့ဘက်နဲ့ပေါင်နာမလင်းရသေးတဲ့ဘက်ကိုပြထားတယ်အဲ့တော့မျက်နှာတစ်ခုလုံးကိုပေါင်နာအုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဆက်လို့eye shadow ဆွဲမယ် eyeliner ဆွဲမယ်မျက်ခုံးမွေးဆွဲမယ်ပေါ့နော်ဒီမှာတကြံဖြစ်တဲ့အတွက်ကြောင့်မို့လို့ color လေးတွေကိုလေကစားပြီးတော့လိမ့်ကြည့်ပေါ့နော်ပြီးသွားလို့ရှိရင်ပါးနီလေးလုံးမယ်ပြီးရင် mascara ကော့မယ်ဒီ mascara တော်တော်ကောင်းနေလုံးဝအရှည်ကြီးပဲပေါ့နော်ပြီးရင်နှာခမ်းနီလေးစိုးမယ်ကိုကပြောင်ပြောင်လေးကြိုက်တယ်ဆိုရင်တော့နှာခမ်းနီကို gloss လေးစိုးပေါ့နော်ပြီးရင်နောက်ဆုံး steps အနေနဲ့တော့ setting spray လေးဖြန်းပါမယ် setting spray ကိုလည်းလုံးဝများများလေးပေါ့နော်နိုင်လေးဖြန်းပြီးရမယ်မျက်နှာနဲ့နည်းနည်းခွာပြီးတော့ပြီးရင်ဒီစားလေးအချောက်ခံမယ်เนาะအဲ့ဒါမျိုးဆိုလို့ရှိရင်တော့လုံးဝဒီတကြံအတွက်ရေဆိုခံ make up ရပါပြီ high end brand ရင်သုံးတော့မှာပေါ့နော်ဒီလိုမျိုး look ထွက်တာမဟုတ်ပါဘူးအဓိကတော့ကိုလိမ့်ရမယ်နီးစနစ်ကိုတည်တည်ချာချာသိမယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံမဆိုလိမ့်နိုင်ပါလိမ့်မယ်အဲ့တော့အကယ်၍ကိုကဒီလိုမျိုးလိမ့်နည်းလေးတွေသိချင်တယ်ဆိုလို့ရှိရင် self makeup class လေးသင်တန်းဖွင့်တဲ့အတွက်ကြောင့်မို့လို့ CV မှာလာရောက်စုံစမ်းလို့ရပါတယ်ရှင်